ထိုင်းမှာဆိုရင်လည်းလူတွေအများကြီးရှိတယ်အေးမြန်မာပြည်မှာပါခုနဝီဆိုင်တဲ့လူတွေအများကြီးရှိတယ်ကွာဝီတောက်တဲ့လူတွေလည်းအများကြီးရှိတယ်တို့ပေမဲ့ဝီကိုတကယ်ချစ်ခင်နှစ်သက်ဆွဲလန်းပြီးတော့အဲ့လိုဝီတဲကိုဝီကိုထက်ထဲဝင်ပါအဲ့လိုတောက်လဲတောက်တယ်စိုက်လဲစိုက်တယ်ဝီကိုပြန်လဲရောင်းပါတယ်ဆိုတယ်လူကရှာအဲ့လိုမျိုးရှာတာဘယ်အဲ့ကဘာကြီးရဲ့ဘယ်နာပဲတော်တော်အခုထိုင်းမှာဆိုရင်လည်းအဲ့လိုမျိုးကွာဝီစိုက်နေကောင်တွေအများကြီးပဲဝီရောင်းနေကောင်တွေအများကြီးပဲဝီတောင်းနေကောင်တွေအများကြီးပဲတို့ပေမဲ့အဲ့လိုဝီကိုတကယ်ချစ်ခင်တယ်သူ့ရဲ့ break that စစ်မှန်တယ်ဆိုးရှိတဲ့လူကရှားတယ်ပေါ့အဲ့တော့ဘယ်နေရာပဲသွားသူတို့ကတည်ရှိနေတဲ့အတွက်သူတို့နဲ့ connection ချိတ်ပြီးတော့ဝီလောကကြီးကအဲ့လိုချိတ်ဆက်နေတာပေါ့အဲ့တော့ထောက်တိုင်လေးနဲ့တူတယ်ထိုင်ကထောက်တိုင်လေးပေါ့ဝီထောက်တိုင်လေးအဲ့ပို့သွားမယ်ကွာဥမာအမ်စတာဒမ်သွားမယ်ကွာအမ်စတာဒမ်သွားလဲဝီကောင်အများကြီးရှိတယ်လိုက်မချအဲ့ထဲမှာပါတကယ်စစ်မှန်တယ်ကောင်ရှိတယ်အဲ့ကောင်လည်းထောက်တိုင်လေးချိတ်ထားတယ်အဲ့တော့ connection မိပြီးတော့ရှောက်သွားလို့ရတယ်ဒါဝီနဲ့ချိတ်ဆက်လို့ရတယ်ဒါ connection တွေအကြောင်းပါဝီကအဲ့လိုမျိုးလူတွေ gathering ဖြစ်စေဒါပေမဲ့တကယ်စစ်မှန်ဖို့လိုတယ်ကွာဝီကိုငါခုနပြောလို့ပေါ်ပင်ကြိုက်တာလို့မဟုတ်ပဲတကယ်ဟိုဆိုးတဲ့နှစ်သက်ဆွဲလန်းပြီးကြိုက်တဲ့လူရှာစနူတော့အဲ့ထဲမှာပါတယ်ကွာအဲ့ထဲမှာပါတဲ့အတွက်သူကအခုချိန်ဒီဝီကသူ့ကောင်းကျိုးပေးနေတာလို့ပြောလို့ရဝီကသူ့ချစ်နေတာသူဝီကကောင်းကျိုးပေးတာ blessing ပေးတာသူနဲ့ဝီနဲ့ခွာလို့မရသူဝီဖြတ်လိုက်တာနဲ့ဝီကသူတန်ခတ်လိုက်အဲ့လိုငါတို့ကဂျာအိုပါယုံကြည်သူဖြစ်သွားတယ်ပေါ့ဝီနဲ့ပတ်သက်ဘယ်လောက်ဆွဲလန်းသွားပြီလဲဆိုရင်ဂျာအိုပါယုံကြည်တို့ပေမဲ့ Rastafari လို့တော့သပင်နေမမြတ်ဘူးရေမချိုးဘူးလို့တော့နေချားနဲ့ပဲထိတွေ့ပြီးတော့လို့နေတယ်လမ်းဘေးမှာ OV နဲ့ချက်စားတယ်အဲ့လိုမျိုးတော့မနေကြာဘူးတော့ယုံကြည်တယ်တို့ဝင်မယ်တန်တန်မပြန်ဘူးအထေးတစ်ပွဲ What the fuck background မှာတစ်ခုပေါ့ငါ hippie ဆန်တယ်လို့ပြောရမှာနော် hippie ဆန်တာhippie ဆန်တာကွာခုနကျတော့ Rastafari ဆန်တော့ hippie ဆန် hippie lifestyle တော့ဝေမယ်အတန်ဝီနဲ့ပတ်သက်ပြီးတော့နေထိုင်နေပုံပြခုနငါပြောလို့ဝီဟိုငါတို့ကြောင့်တိတ်ခါမကြစေချင်ဘူးအဲ့တော့ငါတို့ကခုံတိတ်ခါမြင့်တင်နေတယ်ငါတို့ပူတန့်အောင်နေတယ်ပူတောက်ပအောင်နေတယ်ဝီတောက်ပြီးတော့သူများအလေးစားအားကြကိုစံနမူနာဖြစ်ဖွယ်လူတယောက်ဖြစ်တယ်နေထိုင်လို့ရဒီတော့ yes အဲ့ဆိုရင်နောက်လာမယ့် generation လူငယ်တွေအတွက်လည်းဒါကြည့်လို့ရှိရင်ကွာဒီပဲအော်ဝီတော့တောက်တယ်ကွာဒါပဲဒီပဲစောက်တာကြတယ်တော့လောက်ရဒီမှန်တယ်ကွာတိတ်ဆောက်ယူမထားဘူးအဲ့လိုပြောအောင်ဝီကိုဟာအတန့်တောက်